စစ်အခြေစိုက်စကန်တစ်ခုကတည်တံ့ခွဲထားတဲ့အခန်းထဲမှာအကာအကွယ်ကိုစွန့်ဝတ်ထားတဲ့အမျိုးသားတစ်ယောက်ဟာတင်းငင်းစွာနဲ့ရှိနေပါတယ်။ဖန်သားပင်ရဲ့အခင်ဘက်မှာတော့ထိတ်တန်းကျွမ်းကျင်ပညာရှင်တစုဟာသူတို့ရှိကအမျိုးသမီးကိုအသေးချာစိုက်ချင်နေကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုသူမပြောမဲ့စကားလုံးတိုင်းဟာလူသားမျိုးနွယ်တစ်ခုလုံးရဲ့ရှင်သန်ရည်တည်ရည်နဲ့သက်ဆိုင်နေလို့ပါပဲ။လွန်ခဲ့တဲ့3နှစ်ကပင်လယ်နားကမီးပြတဲ့တစ်ခုစီကိုအုတ်ကာခဲတစ်ခုကျရောက်ခဲ့ပါတယ်။အဲ့ဒီအုတ်ကာခဲနဲ့အတူရောင်စုံတောက်ပါနေတဲ့ရှင်မာလို့ခေါ်တဲ့အလင်းတန်းတွေဟာမီးပြတဲ့ကနေအထင်ဘက်ကိုစခင်ပြန်လာခဲ့ပါတယ်။အစိုးရဟာအဲ့ဒီရှင်မာကိုစူးစမ်းဖို့အတွက်လူရီရောဒရုန်းတွေကိုပါကုန်းချောင်းရေချောင်းလေချောင်းကနေအများအပြားဆစ်လွတ်ခဲ့ပါတယ်။ဒါပေမဲ့ချွင်းချက်မရှိပဲသူတို့ထိကဘယ်သူမှပြန်မလာနိုင်ခဲ့ကြပါဘူး။အခုသူတို့ရှိကအမျိုးသမီးလေနာဟာအဲ့ဒီနောက်ဆုံးခရီးစဉ်ကနေတူရဲတော့အသက်ရှင်ကျန်ရသူဖြစ်ပါတယ်။လေနာဟာတက္ကသိုလ် Professor တယောက်ဖြစ်တယ်လို့ဇီဝဗေဒပညာရှင်တယောက်လည်းဖြစ်ပါတယ်။သူမနဲ့သူမရဲ့ခေပုံကိန်းတို့ဟာစစ်တပ်ထဲမှာစုံပေးခဲ့ကြပြီးလက်ထပ်ခဲ့ကြတာပါ။လွန်ခဲ့တဲ့တစ်နှစ်ကကိန်းဟာတာဝန်တစ်ခုနဲ့ထွက်သွားခဲ့ရတာနဲ့ဘယ်တော့မှပြန်မလာတော့ပါဘူး။တနည်းမှာတော့ကိန်းဟာအိမ်ကိုရုတ်တရက်ပြန်ရောက်လာခဲ့ပါတယ်။လေနာဟာအစပိုင်းမှာအံ့ဩသွားပြီးပဲနောက်တော့အရန်ဝမ်းသာသွားပြီးသူမရဲ့ခေပုံကိုပြေးဖက်လိုက်ပါတော့တယ်။ဒါပေမဲ့လေနာကလွန်ခဲ့တဲ့တစ်နှစ်အထက်ဘာတွေချစ်ခဲ့တယ်လို့မေးတဲ့အခါဂင်းရဲ့အဖီတွေဟာအတိတ်ပဲမရှိပဲဖြစ်နေပါတယ်။သူဟာအလုံးအမင်းအားနည်းနေတဲ့အခြေအနေမှာရှိနေလို့ရပါတယ်။အဲ့ဒီနောက်မှာတော့ဂင်းတောက်လိုက်တဲ့ရေဖင်းကွက်ထဲမှာသွေးတွေပါလာတာကိုလေနာတတိပြုသွားပါတယ်။လေနာကလူနာတင်ကားခေါ်ပြီးမဲ့ဂင်းကတော့တောက်လျှောက်သွေးတွေအန်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစစ်တပ်ကြီးအချို့ကလူနာတင်ကားကိုအတင်းအထက်မှန်တားဆီးလိုက်ပါတယ်။စစ်သားတွေကဂင်းကိုခေါ်သွားကြသလိုသူနဲ့ထိတွေ့မှုရှိခဲ့တဲ့လေနာကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။လေနာပြန်ထိုးလာတဲ့အခါမှာတော့သူမဟာ Southern Reach ကစစ်အခြေစိုက်စကန်တစ်ခုကိုရောက်နေပါပြီ။သူမဟာပြည်တဲ့အခန်းထဲကဂင်းကိုတွေ့လိုက်ပါတယ်။အဲ့ဒီအချိန်မှာဂင်းရဲ့ကိုယ်တွင်းအင်္ဂါတွေဟာပျက်စီးနေပြီဖြစ်ပြီးတီလို့မျောပါအခြေအနေကိုရောက်နေပါပြီ။ Ventress လို့ခေါ်တဲ့စိတ်ပိုင်းပညာရှင်တယောက်ဟာလေနာကိုအပေါ်ကုန်းဘက်ကိုခေါ်သွားပါတယ်။သူတို့ရှေ့တက်တဲ့မှာမြင်ရတာကတော့တရှင်မာလို့လူသိများတဲ့ရောင်စုံအလင်းတန်းကြီးပါပဲ။ဂင်းဟာအဲ့ဒီရှင်မာတဲ့ကိုဝင်သွားခဲ့လို့အခုလိုဖြစ်သွားရတာပါ။အကယ်၍ဒီရှင်မာပြတ်နှက်နေတာကိုမတားဆီးနိုင်ဘူးဆိုရင်မြို့တွေနဲ့လူသားမျိုးနဲ့တစ်ခုလုံးကိုမကြခင်ဝါမျိုးတော့မယ်လို့ Ventress ကလေနာကိုပြောပြပါတယ်။ဂင်းအပေါ်ထားရှိတဲ့အဖြစ်မကင်းစိတ်ကြောင့်လေနာဟာနှောက်ထပ်သွားမယ်စူးစမ်းရေးအဖွဲ့မှာပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂင်းဘာဒီတွင်တီးခဲ့လဲဆိုတာကိုသူမှသိမှဖြစ်မှာပါ။အရေးအတွေ့အကြုံတွေအရအခြေစိုက်စကန်ဟာစစ်သားတွေကိုတင်နင်းတမခီးမလို့တော့ပါဘူးဒီတစ်ချိန်မှာတော့နေပေအသီးသီးကကျွမ်းကျင်ပညာရှင်အမျိုးသမီးတွေနဲ့အဖွဲ့ဖွဲ့ခဲ့ပါတယ်လက်နက်ကျွမ်းကျင်အညာယူဘဗေဒပညာရှင်ဂျိုစီနဲ့ဘူမိဗေဒပညာရှင်ကက်စတော့ပါဝင်ပါတယ်နောက်ဆုံးတစ်ယောက်ကတော့စစ်မှုထမ်းတစ်နှစ်ရှိတဲ့ဇီဝဗေဒပညာရှင်လီနာပါတယ်အဲအော်ဆီယာကောင်တာကဒေါက်တာဗန်ထရက်စ်ယူနိုင်ဒီအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်လိုက်ပါလာခဲ့ပါတယ်ဒီ9ယောက်အဖွဲ့ဟာအခြေခံပစ္စည်းတွေနဲ့နှစ်ပတ်စားရိုက်ကားတွေကိုယူဆောင်ပြီးစိုးရင်ထိတ်လန့်နေတဲ့စိတ်တွေနဲ့ရှီမာလေးကိုလမ်းဝက်လိုက်ကြတော့ပါတော့တယ်။လီနာတတိယလာတဲ့အခါမှာတော့သူမဟာတဲထဲမှာအိပ်ပျော်နေတာကိုတွေ့ပါတယ်။ဒါပေမဲ့ဘလူလက်ပြီးတီးတဲ့ကိုစောင့်နိုင်နေလဲဆိုတာဘယ်သူမှမမှတ်မိကြပါဘူး။သူတို့ရှီမာလေးကိုစောင့်ဝင်တဲ့အချိန်ကနေအခုအချိန်ထိအမတ်တညာအားလုံးဟာလုံးဝပျောက်ကွယ်နေခဲ့ပါတယ်။ဝီကာစားသုံးမှုရင်းကိုကြည့်ပြီးသူတို့ဒီထဲမှာအများဆုံး3ရက်ကနေ4ရက်ထိရှိနေပြီလို့ Cass ကခန့်မှန်းလိုက်ပါတယ်။စစ်တွေ ABC အားလုံးဟာပုံနဲ့အလုပ်လုပ်နေနေတယ်။လိုင်းလုံးဝမမိတော့ပါဘူး။ရိုးရိုးအင်းရောင်းနေတော့အလုပ်မလုပ်တော့ပါဘူး။ဒါဟာကမြမီမဟုတ်တော့ပဲအခြားကဘာတစ်ခုကိုရောက်နေတယ်လို့ပါပဲ။နာယီကိုတုံးပြီးအရက်မျက်နှာကိုခံမှန်းကြည့်ရနောက်မှာသူတို့ရဲ့ပန်းတိုင်ထိတဲ့မိဖက်တိုင်စီကိုဆက်လက်ထွက်ခွာထကြတော့ပါတော့တယ်။